Okay တက် info မြန်မာနေပဲကျွန်တော်ဒီနေ့ပြန်လည်ပြီးတော့ကြိုးစားပါတယ်ဒီနေ့မှာတော့ပထမ episode 1က bootable လောက်တဲ့ stick episode 2ကကိုယ့်ရဲ့ Windows laptop desktop ပဲဖြစ်ဖြစ်ကို Windows 11တင်တာကျွန်တော် Windows 11တင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့သုံးလို့မရသေးဘူး Viber ရေးမမှန်သေးဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ audio ဒီမှာ port တွေအတန်တွေဒီ display တွေ color တွေမမှန်သေးဘူးကျွန်တော်ဒါဆိုရင် touchpad တွေတောင်ကျွန်တော်တို့သုံးလို့မရသေးဘူးပေါ့နော်ဒီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ် Win H ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်ပြီးသွားရင်ဒီမှာ device manager ဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်ဝင်လိုက်ပြီးသွားရင်ဒီမှာ Bluetooth တွေဒီမှာ network အောက်ကဒီမှာနော်ဒီမှာsign တွေပြနေပေါ့နော်ကျွန်တော် unknown device တွေဒီ device တွေကိုကျွန်တော်တို့ဒါဆိုရင် Viber မှန်မှန်သေး Windows တော့ကိုယ့်ရဲ့ဆက်ကတင်ပြီးသွားပြီ Viber မှန်မှန်လေးရဖြစ်တော့ကျွန်တော်တို့ Viber ဆက်ပြီးတော့မောင်းအောင်မယ် Viber မောင်းမှာကျွန်တော်တို့ဒီ display color တွေမှန်သွားမယ်ဒီအတန်တွေပြန်ပြီးတော့ကျွန်တော်တို့ရမယ်နောက်ပြီးတော့keyboard တွေတို့ဒီ touchpad တွေပြန်ပြီးတော့အလုံးလုံးမှာဖြစ်ပဲ Windows တော့တင်ပြီးသွားပြီ Viber မစုံသေးရဖြစ်တော့ကျွန်တော်တို့ Viber မောင်းတဲ့ episode 3ကိုစတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ laptop က Asus VivoBook Go 1415ဆိုတော့ Asus i2 official website ကနေကျွန်တော်တို့ download ဆက်ရမယ်အလွယ်ဆုံးအရန်လွယ်ကူဆုံးနည်းကတော့ကိုယ့်ရဲ့ဟာဒီမှာမရှိဘူးဆိုရင်Lambo ကြိုးဖြစ်ဖြစ်Wi-Fi stick receiver လေးကိုထိုးပြီးတော့ကျွန်တော်တို့ဒီကနေသွားပြီးတော့Windows upgrade ဆိုပြီးတော့ဒီမှာသွားပြီးတော့ upgrade လုပ်လိုက်ရင်လည်းအဲ့ကနေဆိုရင်လည်းကျွန်တော်တို့ driver ကတော့မောင်းလို့ရတယ်အဲ့နေရာအရန်ရိုးရှင်းတယ်ကျွန်တော် official ကနေပဲဟိုဟာကိုစိတ်ကြိုက်ကျွန်တော် professional ကြ download ဆွဲမှာဖြစ်ပါတယ်အဲ့ဒီလေးကိုကျွန်တော်ဒီနေ့ပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Asus VivoBook Go 14ရဲ့သူ့ရဲ့ official website ကိုကျွန်တော်တို့ download ဆွဲမှာဖြစ်တဲ့အတွက်အဲ့ရဆိုရင်ကျွန်တော်တို့ Asus VivoBook download official website download ဆွဲမယ်ဆိုရင်ကျွန်တော်တို့VPN တခုချိတ်ရမယ်ပေါ့နော် VPN မချိတ်ရင်ဒီ server ကကျွန်တော်တို့ကြော်လို့မရဘူးအဲအကြောင်းကိုကျွန်တော်ဒီလေး VPN ကိုကျွန်တော်စပြီးတော့ချိတ်ပြပါโอเคဒါဆိုရင်သူချိတ်သွားပြီပေါ့နော်ချိတ်သွားပြီဆိုရင်ကျွန်တော်တို့ download ဆွဲလို့ရပြီအဲဆိုရင်ကျွန်တော်ဒီမှာ Asus DRIVE driver download ပေါ့နော်ဒီလိုတူဟောဟန်နာခေါက်လိုက်မှာကျွန်တော်ဒီလိုမျိုးလေးကြာလာပြီပေါ့နော်ဒီလိုမျိုးကြာလာပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော် Asus download center ပေါ့နော်တော့ဒီကကျွန်တော်တို့ဒီ Asus laptop နဲ့ပတ်သက်တာတွေကိုကျွန်တော်ဒီမှာ download ဆွဲလို့ရတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဒီမှာ model အနေနဲ့လည်း download ဆွဲထားတယ် serial number အနေနဲ့じゃ model ကじゃကျွန်တော်တို့ဒီကိုယ့်ဆက်ကိုကြည့်ကျင်တယ်ဆိုရင်ကိုယ့်ဆက်ကဘာ model ဆို win အောင်နှိပ်ပြီးတော့ဒီမှာ DHDIAG ဆိုပြီးတော့နှိပ်လိုက်ရင်ကျွန်တော်တို့အနာခောက်လိုက်တာနဲ့ဒီလိုမျိုးကြာလာလိမ့်မယ်ဒါဆိုရင်ဒီဆက်က system processor က E520 ပေါ့နော်အဲ့လိုမျိုးလေး win အောင်နှိပ်ပြီးတော့ DHDIAG ဆိုပြီးတော့အခွေပေးလိုက်ရင်ကျွန်တော်တို့ကြာပါခု Asus VivoBook Go မှာနောက်တစ်ခုရှိတာကျွန်တော် CN number ပေါ့နော် CN number ကကြာခု laptop ရဲ့အောက်က fin မှာ SN ဆိုပြီးတော့ရေးထားတယ်အဲ့လိုမျိုးကြည့်လို့ရတယ်အဲ့လိုမှာ fin မှာဆိုစတီကာတွေကမပါတော့ဘူးဆိုရင်ကျွန်တော်တို့bound setting နဲ့ဝင်ပြီးတော့ကျွန်တော်တို့ CN number ကိုကြည့်လို့ရပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒီ laptop ရဲ့ model နဲ့ down မှာဖြစ်တဲ့အတွက်ကျွန်တော် laptop ကဆိုရင် E140ဘယ်လောက်လဲဆိုတော့4GAB ပေါ့နော်ဒီကောင်လေးပေါ့နော် 4GAB ဆိုပြီးတော့ဒီကောင်လေးရှိတယ်အဲဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ E140 4GAB ဆိုတဲ့ driver and 2ဆိုပြီးတော့ကျွန်တော်ဒီထဲဝင်လိုက်ရင်ကျွန်တော်ဒီမှာသူ့ရဲ့ဒီကျွန်တော်ဒီ stay here ပဲပေါ့နော်ဒီသူ့ရဲ့ဒီမှာnetwork တွေ chipset တွေ audio port တွေgraphic တွေWindy device တွေပေါ့နော် Asus touchpad driver တွေ Bluetooth driver တွေပေါ့software utility တွေပေါ့နော်ဒီ laptop နဲ့ပတ်သက်တဲ့အလုံးဝ
driver အစုံဒီကနေပြီးတော့ကျွန်တော်တို့ဒီ download ဆွဲမယ်ဒီဘက်က firmware firmware ပေါ့နော် firmware firmware မှာလည်းကျွန်တော်တို့ဒီမှာ download ဆွဲလို့ရတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီမှာ driver ပေါ့နော်ဒီအကူဒီကနေပြီးတော့ကျွန်တော်တို့လိုအပ်တဲ့bio upgrade တွေ bio software တွေ firmware တွေUEFI Wi-Fi firmware တွေဒါတွေကိုကျွန်တော်တို့အကုန် download ဆွဲပြီးတော့တစ်ခုချင်းကြီး installation လုပ်ရမှာဖြစ်ပါပြီဗျဒါဆိုရင်ဟို set တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်ကိုက ASUS ဆိုရင်တော့ ASUS ဟို download driver ပေါ့နော် Lenovo ဆို Lenovo download driver ဆိုပြီးတော့ရှိတယ် Acer ဆို Acer သူ့ရဲ့ဟို download driver.com acer.com မှာရှိတယ်အမျိုးအစားမတူရင်မတူလို့ပေါ့ကျွန်တော်အဲ့ဒါဆိုရင်ဒီကျွန်တော်တို့ရဲ့ဒါဆိုရင်သူ့ရဲ့ official ကနေကျွန်တော်တို့ download အကုန်ဆွဲပြီးတော့ run လိုက်ရင်ကိုယ့်ရဲ့ set ကLAN port တွေ audio တွေ Bluetooth တွေကျွန်တော်တို့ graphic မှာဆိုရင် driver တွေမှန်သွားပြီဆိုရင် resolution တွေပြန်ပြီးတော့မှန်လာမယ်ကျွန်တော်တို့ graphic driver graphic တွေပါတယ် RTX တွေ GTX တွေပါတယ်ဆိုဒီကောင်တွေကျွန်တော် graphic တွေကိုတခြားဒီ website ကနေကျွန်တော်တို့ mount ပေးလို့ရမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ရှင်းလုပ်ပေးသွားတဲ့အကြောင်းအရာကမိတ်ဆွေတဲ့အကျိုးတုံးတရားရရှိမှုလုံးလည်းယုံကြည်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ